အားလုံးပဲမင်္ဂလာပါကျေးဇူး IEL A-level PSN exam ကို9လ6လအတွင်းဘယ်လိုဖြေခဲ့လဲဆိုတာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးကျေးဇူးရှင်းပြရမယ်ဆိုလို့ရှိရင်တော့ IGCSE ကိုပြန်သွားရမှာဖြစ်တယ်ပေါ့နော်။ IGCSE တော့ကကျေးဇူးအတန်းထဲမှာဆိုလို့ရှိရင်နည်းနည်းလေးညီငွေခဲ့တာတကူကပါလေဆိုတော့ဆရာမတွေကတဒန်းလုံးတင်ရတာဖြစ်တဲ့အတွက်သူတို့တင်တဲ့နှုန်းကနည်းနည်းလေးနှီးရလို့ကျေးဇူးခံစားခဲ့ရပါတယ်။အဲ့လိုခံစားခဲ့ရတာဖြစ်တဲ့အတွက်ကျေးဇူးအတန်းထဲမှာဆိုရင်စာအုပ်သိပ်ပြီးလိုက်နားမထောင်ဘူးပေါ့နော်။စာအုပ် calculus တို့ဘာလို့ဆိုလို့ရှိရင်သင်ချာမှာဆိုလို့ရှိရင်ကျေးဇူးမှတ်မိရဆရာမတင်တဲ့လောက်ကျေးဇူးလိုက်နားမထောင်ခဲ့ဘူး။အတန်းနေလဲတက်ချင်တက်တယ်မတက်ချင်မတက်ဘူးအဲ့လိုမျိုးနေခဲ့ရပါတော့။စာမေးပွဲနီးပြီးတော့စာမေးပွဲအရင်နီးပြီးတော့2ပတ်လောက်လိုမှကျေးဇူးစာစူးစမ်းပြီးတော့ဖြေခဲ့တဲ့အချိန်မှာကျေးဇူးဘန်း7ဘန်း8လောက်တော့8ဘာသာကျေးဇူးဖြေတဲ့ IGCSE တွေကိုကျေးဇူးရခဲ့တယ်ဒါပေမဲ့ကျေးဇူးမှန်းထားတဲ့ဘန်း9တော့ကျေးဇူးမရခဲ့ဘူးပေါ့နော်အဲ့အချိန်မှာကျေးဇူးသတိထားမိလိုက်တာတကူကပါလေဆိုတော့ကျေးဇူး18လလောက်အချိန်ဖြုံးသလိုဖြစ်သွားတယ် IGCSE မှာကိုကတော့တငယ်ချင်းတွေနဲ့ចောင်းသားဘွားပေါ့နော်မမောပြီးတော့ဒီတငယ်ချင်းတွေနဲ့တက်မယ်ပေါ့အဲ့လိုမျိုးပေါ့ IGCSE ကိုအဲ့လို18လလောက်အချိန်ကြီးအများကြီးယူပြီးတော့ဖြေပြီးတော့မှဘန်းတိုင်းမရတော့ကြတော့ပတ်စံနေရောအချိန်နေရောကိုကဖြုံးလိုက်မိတယ်လို့ခံစားရတဲ့အတွက်ကျေးဇူးက A-level ကိုကြတော့9လ6လနဲ့ငါဖြေနိုင်တယ်ဆိုပြီးတော့ဖြေခဲ့တာဖြစ်ပါတယ်ဖြေခဲ့ရတဲ့အကြောင်းရင်းကလည်း IGCSE ကိုပဲပြန်သွားပါတယ် IGCSE ကျေးဇူးစဖြေမယ်လို့ဆုံးဖြတ်လိုက်တော့ဆရာမကောင်းနေရပါတော့ကျေးဇူးကိုအကြံပေးခဲ့ပါတယ်9လ6လနဲ့သမီးကစာတော်တယ်9လ6လနဲ့ကိုယ့်ဘက်ကိုစားလုပ်ပြီးတော့ဖြေကြည့်ပေါ့ဖြေလိုက်လို့ရှိရင်လည်းအမှတ်တွေကောင်းမှာပါပဲအဲ့လိုမျိုးပြောတယ်အဲ့ဒါကိုကျေးဇူးကနားမထောင်မဲနဲ့18လဖြေခဲ့ရဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ A-level ဖြေမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါကျတော့ကို9လ6လနဲ့ဖြေလဲရတာပဲဘာဖြစ်လို့လဲဆိုတော့ဒီစာမေးပွဲနှီးမှာပဲကိုကစာလုပ်ဖြစ်တာလေ18လအတန်းနေတက်တင်တန်းနေတက်18လလုံးဆရာမတွေနဲ့ထိတွေ့နေလဲဒီ18လလုံးကကိုကစာလုပ်နေတာမဟုတ်ဘူးလေစာမေးပွဲနီးတဲ့ဒီ mock exam နဲ့နီးလာတဲ့ဒီတလားတစ်ခါလာဘတ်အကြောင်းကဖြေခိုင်းတဲ့စာမေးပွဲတွေပဲဖြစ်ဖြစ်ဆရာမတွေပေးတဲ့ test တွေပဲဖြစ်ဖြစ်အဲ့ခါကျတော့မှကိုကစာလုပ်ဖြစ်တာလေကိုဘက်ကိုကကျတော့ self study ကတိတ်မရှိနေဘူးဖြစ်နေတယ် self study ဆိုရဲ skill ကလေတကယ်ကိုလိုအပ်တဲ့ skill တစ်ခုပါဘယ် topic မဆိုကိုယ်တိုင်လေ့လာပြီးတော့သင်ယူနိုင်နေရမယ်skill တခုပါအဲ့ဒီတော့ကြောင့်မလို့ကျေးဇူးကတော့ A-level ဖြစ်ဖြစ် IGCSE ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကိုသင်ယူနိုင်စွမ်းရှိရဆိုလို့ရှိရင်ကိုယ့်ဘက်ကိုသင်ယူစေချင်ပါတယ်အဲ့ဒီတော့ကိုယ့်ဘက်ကိုသင်ယူလို့ရတယ်ဆိုလို့ရှိရင်ဘယ်လိုသင်ယူမလဲပေါ့နော်ပထမဆုံးအနေနဲ့ပြောကမှာကတော့ syllabus ပေါ့နော် syllabus ဆိုတာက specification နဲ့တူတူပါပဲကျေးဇူးတို့biology ပဲဖြစ်ဖြစ် mathematics ပဲဖြစ်ဖြစ် chemistry ပဲဖြစ်ဖြစ် accounting ပဲဖြစ်ဖြစ် psychology ပဲဖြစ်ဖြစ်ဘယ်ဘာသာရက်မယ်ဆိုပေါ့နော် specification ပဲ exam မဆို specification ဒီ syllabus တွေကအရင်ရေးပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ syllabus ထဲမှာ exam paper မှာဘယ်လိုမျိုး topic တွေကိုမေးမလဲဆိုတာအကုန်လုံးပါပြီးသားပါ။ syllabus ကျေးဇူးတီးတဲ့လောက်ဆိုလို့ရှိရင်ပေါ့နော်ကျေးဇူးကတော့ဒီ PSN ကိုပဲ IGCSE ရော A-level ကိုဖြေဘူးတာဖြစ်တဲ့အတွက်ကျေးဇူးကတော့ PSN အကြောင်းပဲသိချသိရပေါ့နော်အဲ့တော့ PSN မှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီမျိုး topic လေးပါမယ်အဲ့ topic လေးတွေကိုသူကပြပေးရမယ်အဲ့ topic တွေကိုသိချနားလည်ပြီးတော့ဘယ်လိုမျိုးနားလည်ရမယ်ဘယ်လိုသိရမယ်ဆို biology ဆိုလို့ရှိရင်ဘယ်ပုံမျိုးဆွဲတက်ကမယ်ဘယ်ပုံရဲ့ structure တွေကိုဘယ်လိုသိရမယ်ဆိုတော့ရေးပေးရပါတယ် syllabus တိုင်းသာလိုက်ပြီးတော့ကိုကသိချလေးလိုက်လုပ်မယ်ဆိုလို့ရှိရင်သိချပေါက်အောင်ပါတယ်သိချပေါက်အောင်နဲ့အမှတ်တွေလည်းသိချပေါက်ကောင်းပါတယ်syllabus ကိုဘယ်လို download ဆွဲရမလဲပေါ့နော် syllabus ကိုရှာနေရတော့အရင်လွယ်ကူပါတယ်ကျေးဇူးကိုဖြေခဲ့တဲ့ IGCSE ပဲဖြစ် IEL ပဲဖြစ်ဖြစ်တခြား exam board တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုပဲ level ကိုဖြေမှာလဲ O level လား A level လားအရှင်းမှာထည့်လိုက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ subject name ပြီးသွားလို့ရှိရင် exam book name ပြီးသွားလို့ရှိရင်အနောက်မှာ specification ဆိုပြီးရိုက်ပြီးတော့ရှာလိုက်လို့ရှိရင်ကြာလာပါလိမ့်မယ်အဲ့ကြာလာတဲ့နေရာမှာကို latest အဖြစ်ဆုံးကိုရှာရမှာပါ issue လေးတွေထွက်နေတဲ့အဲ့ဒီ issue လေးကိုနှိပ်ကြည့်ပါအဲ့ PDF file ကိုနှိပ်ကြည့်ပါနှိပ်ကြည့်ပြီးလို့ရှိရင်နှစ်တွေဝင်ကြည့်ကြည့်ပေါ့နော်ဒါကတော့2019 onwards ရှိမယ်ဒါကတော့ဘယ်လိုပြောမလဲဒါကတော့2013 onwards ရှိမယ်2019 onwards ရှိမယ်ပေါ့နော်ကျေးဇူးတီးလောက်တော့ specification တွေကမ change ဖြစ်သေးဘူးပေါ့IGCSE ကတော့2025တော့တစ်ခေါက် change လာတဲ့ PSN ကmodular system မှာရပြီဆိုပြီးတော့ change လိုက်ပါပြီအဲ့တော့ private candidate တွေအတွက် private candidate တွေက IGCSE ရော IAL က
modular system နဲ့ဖြည့်လို့ရသွားပါပြီအခုဆိုလို့ရှိရင်အဲ့တော့ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင် unit တွေနဲ့ပေါ့နော် modular system ဆိုတာလည်းကျေသိရှင်းပြပေးပါမယ် modular system ဆိုတာဘယ်လိုမျိုးလဲဆိုတော့သူက unit လိုက်ဖြည့်ရတာပါကျေသိတို့ linear ဆိုတာကတစ်နှစ်လုံးပြီးသွားမှတစ်နှစ်လုံးကိုစာလုပ်ပြီးသွားတော့မှတစ်ရွက်နှစ်ရွက် exam ကိုဖြည့်ရတာပေါ့နော်အဲ့ဒါကြတော့ linear modular system ကကြတော့အဲ့လိုတစ်ရွက်နှစ်ရွက်ဖြည့်ရတာမဟုတ်ဘဲနဲ့ unit လိုက်ဖြည့်ရပါပေါ့နော်ကျေသိတို့ textbook တွေမှာဆိုလို့ရှိရင် unit 1 2 3 4 5 6 7 8အဲ့လိုမျိုးရှိရမလားအဲ့လိုမျိုးရှိတာဟိုမှာ modular system ဆိုတာကျွန်တော်တို့လာပတ်ဖြည့်တယ်လို့မျိုးပဲunit 1ကိုကစာတင်ပြီးသွားရင် unit 1ကိုနားလည်သွားပြီဆိုရင် unit 1ဝင်ဖြည့်လိုက်လို့ရတယ်စာမေးပွဲဒီ unit 6ခုလုံးကိုနားလည်ပြီးတော့မှဖြည့်စရာမလိုဘူးပေါ့အဲ့လိုမျိုးလေး IGCSE ရော IAL ကိုကဖြည့်လို့ရနေပါပြီ PSM မှာအဲ့တော့9လ6လအတွင်းဖြည့်ဖို့ကလည်းအဲ့ဒီ system တွေကပို့ပြီးတော့လွယ်ကူသွားပါတယ် syllabus ကိုကတေချာနားလည်အောင်လို့ syllabus ကိုဖတ်စေချင်ပါတယ် syllabus ကိုတေချာလေးနားလည်အောင်ဖတ်ပြီးသွားလို့ရှိရင် topic တွေကိုလည်းကိုကပဲ topic တွေကိုနားလည်အောင်လဲဆိုတော့တေချာလေးလေ့လာစေချင်ပါတယ်ကိုကကျောင်းတက်ပြီးတော့ပဲ exam ကိုဖြေတာပဲဖြစ်ဖြစ်ကိုက private candidate ပဲဖြစ်ဖြစ် private candidate ဆိုတာကကို private candidate ဆိုတာကကျောင်းတစ်ခုနဲ့ချိတ်ဆက်မှုမရှိဘဲနဲ့ကိုယ်တိုင်ဝင်ဖြည့်တဲ့ကျောင်းသားတွေကို private candidate လို့ခေါ်ပါတယ်အဲ့ဒါက self study လုပ်ပြီးတော့ဖြည့်တဲ့ကျောင်းသားတွေကို private candidate လို့ခေါ်တာပေါ့နော် subject လိုက် teacher တွေနဲ့ပဲတင်ပြီးတော့ကျောင်းမတက်ဘဲနဲ့ကိုကဝင်ဖြည့်လို့ရတဲ့ system တစ်ခုပေါ့နော်အဲ့ဒါကို private candidate လို့ခေါ်ပါတယ်ကျေစင်ကိုနိုင်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဆရာဆရာမတွေအပြင်မှာပေါ့နော် physically အဲ့လိုမျိုးဆရာဆရာမတွေ online class တွေလည်းမတက် class တွေမတက်အဲ့လိုမျိုးကျောင်းနဲ့မချိတ်ဆက်ဘဲနဲ့ကျေစင်က YouTube တို့ internet တို့ကနေပြီးတော့ကျေစင်လေ့လာပြီးတော့ဝင်ဖြည့်ခဲ့တာပေါ့နော် A level ကို9လ6လအတွင်းမှာဖြစ်နိုင်လားဆိုရင်တော့ဖြစ်နိုင်ပါတယ်အမှန်ကတော့အရင်မကောင်းဘူးပေါ့နော်9လ6လအတွင်းမှာအဲ့လိုမျိုးကိုယ်တိုင် self study skill ကျန်ရင်ကတော့ self study skill ကို build လုပ်ချင်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးစူးစမ်းပြီးတော့လုပ်လိုက်တာဆိုတော့ကျန်စင်ရခဲ့တဲ့အမှတ်တွေကလည်း A တွေမပါဘူးပေါ့နော်ကျန်စင်ရခဲ့တဲ့ grade က B C D ရခဲ့တာဖြစ်တယ်chemistry ဆိုလို့ရှိရင် organic chemistry လို့ပါလို့ဆိုလို့ရှိရင်တော်တော်လေးခက်ခဲတဲ့အရာတွေပါအဲ့လိုမျိုးဆရာမတယောက်သင်ကြားမှုမရှိတဲ့နောက်မှာပေါ့နော်ကျန်စင်ကကိုယ့်ဘက်ကိုလေ့လာရတာဖြစ်တဲ့အတွက်တချို့ concept တွေဆိုလို့ရှိရင် like ပြီးတော့စဉ်းစားရတာအရင်ခက်ခဲရပေါ့နော်အဲ့တော့ syllabus ကိုတေချာလေးလေ့လာပါ syllabus ကိုတေချာလေးလေ့လာပါကိုက tutor တယောက် teacher တယောက်နဲ့သင်ကြားမယ်ဆိုလို့ရှိရင်လည်းပိုကောင်းပါတယ်ပေါ့နော်ကျန်စင်လုပ်တယ်လို့မျိုးတော့မလုပ်စေချင်ပါဘူးဘာဖြစ်လဲဆိုတော့ကျန်စင်ကကိုယ်တိုင် personal reason လေးလည်းရှိရဲပြီးတော့ဒီကိုက self study skill တွေကိုလည်းကျန်စင်ကစူးစမ်းပြီးတော့ build လုပ်ချင်ခဲ့တယ်ပြီးတော့ကိုယ့်ရဲ့ limit ကိုလည်းရှာချင်ခဲ့တာပေါ့နော်ကိုဘယ်လောက်တိုင်းတာအထိကိုကစာကိုစူးစမ်းနိုင်လဲကိုဘယ်လောက်ထိစာတော်လဲဆိုတာကိုသိကျင်တဲ့အတွက်ကျန်စင်က experiment တစ်ခုအနေနဲ့ကိုယ်တိုင်စူးစမ်းပြီးတော့ဖြည့်ခဲ့တာပါအဲ့လိုမျိုးဆရာမတယောက်နဲ့သင်ကြားမှုမရှိဘဲနဲ့အဲ့လိုဖြည့်ခဲ့ရဖြစ်တဲ့အတွက်ကျန်စင် BCD ပဲရခဲ့ပါတယ်ဒါပေမဲ့အကုန်လုံးပြောချင်တာကတော့9လ6လအတွင်းကိုက A level ဖြည့်မယ်ဆိုလို့ရှိရင်ဖြည့်လို့ရတယ်မရဘူးမဟုတ်ရတယ်အောင်လားဆိုအောင်တယ်အမှတ်ကောင်းလားဆိုကောင်းတယ်ဒါပေမဲ့အကောင်းလုံးတော့မဟုတ်ဘူးပေါ့နော် A star တွေတော့မရနိုင်ဘူးခက်ခဲမယ်မဖြစ်နိုင်အောင်လားဆိုဖြစ်နိုင်တယ်ဒါပေမဲ့ကိုကစားတော်တော်မှရမယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာကိုကဆရာဆရာမတွေနဲ့လည်းသင်ကြားမှုရှိစေခြင်းနဲ့ကျောင်းမတက်ရင်တော့မှကျူရှင်မဲ့ဖြစ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုယ်တိုင်အင်တာနက်ပေါ်ကနေပြီးတော့ပဲလေ့လာပြီးတော့ဖြေလို့ရလားဆိုရတယ်ဒါပေမဲ့အမှတ်ကကြတော့ကိုမှန်းတာတလောက်မရောက်မှာဆိုလို့ကို university intake တွေပါလည်းရှိသေးတယ်လीအဲ့ဒါပြီးသွားလို့ရှိရင် exam paper ပေါ့နော် exam ဖြည့်မယ်ဆိုလို့ရှိရင် exam paper ဝယ်ရပါတယ်အဲ့ဒါကတော့ရုပ်ရှင်ပါတယ် British Council မှာ exam services မှာဝယ်လို့ရပါတယ် online ပေါ်ကနေပဲအဲ့ဒီကိုဖြည့်မှာပေါ့နော်ကိုက private candidate အဲ့ portal လေးရှိတယ်အဲ့ register portal လေးတွေကိုဝင်ပြီးတော့ကို register လုပ်ရမယ် register လုပ်ပြီးလို့ရှင် payment နေပါရင်လည်း British Council ကနေပြီးတော့လုပ်ပေးတဲ့ service လေးကတော်တော်လေးကောင်းပါတယ်တော်တော်လေးလွယ်ကူပါတယ်ကိုယ်တိုင်ဝင်ရှာလို့လည်းတော်တော်လေးအဆင်ပြေပါတယ်အဲ့ဒီ link လေးလိုချင်တယ်ဆိုလို့ရှိရင်ကျေစင်ကို chat box မှာပဲဖြစ်ဖြစ်လာပြောပြပါကျေစင်အဲ့ဒီ link တွေအကုန်လုံးပို့ပေးပါမယ်ပေါ့နော်နောက်တစ်ချက်ကကြတော့စာချက်ကမှာပေါ့စာတော့တော်တော်လေးစူးစမ်းရမှာပေါ့နော်9လ6လအတွင်း18လအကုန်လုံး18လအချိန်ယူပြီးလောက်ကမဲ့အရာတစ်ခုကိုက9လ6လအတွင်းမှာလုပ်မယ်ဆိုရင်တော့ကိုကနည်းနည်းလေးတော့ပိုကြိုးပမ်းရတာပေါ့နော်ဒါပေမဲ့လည်းဒီတစ်နှစ်စာလောက်အချိန်ထွက်လာတာပေါ့နော်ဒီထဲမှာ18လလောက်အချိန်မပေးဘဲနဲ့6လလောက်ပဲအချိန်အားလုံးကိုစိုက်ကြိုးပမ်းပြီးတော့လှုပ်လိုက်လို့ရှိရင်လည်းရတာပဲလीเนาะအဲ့တော့အချိန်တွေရောပတ်စံတွေရောအများကြီးတက်လာသွားတာပေါ့ဒါဒီຢာတွေကတော်တော်လေးကိုတန်ဖိုးရှိတဲ့ຢာတွေဖြစ်တဲ့အတွက်အဲ့လိုမျိုးဒီစူးစမ်းစီခြင်းပါတယ်
နောက်ဆုံးအနေနဲ့ကတော့စာမေးပွဲကိုဖြေလိုက်ပါစာမေးပွဲကိုဖြေလိုက်ပါဆိုတာ IGCSE ပဲဖြစ်ဖြစ် A level ပဲဖြစ်ဖြစ် GED ပဲဖြစ်ဖြစ်ကိုကဘာပဲဖြေမှာမဆို IELTS ပဲဖြစ်ဖြစ်ကိုကဘယ် exam ကိုပဲဖြေမှာမဆိုကိုဖြေမယ်လို့ဆုံးဖြတ်ပြီးသွားပြီကိုအကုန်လုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင်လုပ်မယ်ဆိုလို့ရှိရင်လုပ်လိုက်ပါဘယ်လိုပဲဖြစ်သွားပေါ့ကိုအကောင်းဆုံးစူးစမ်းခဲ့ရဲဆိုပြီးတော့ကိုဖြေပြီးတော့ဖြေလိုက်ပေါ့ဒီ exam တစ်ခု exam အခန်းထဲကိုဝင်သွားပြီးတော့ထိုင်းအမှန်စာရွက်ကိုလာချပေးမယ်လာချပေးလို့ရှိရင်ပေါ့ဒီစာရွက်ကိုကြည့်ပြီးဘင်ကွန်းစာရွက်ကိုကြည့်ပြီးသွားလို့ရှိရင်အချိန်ကြာပြီဆိုလို့ရှိရင်စဖြေရပြီလေအမှကျေစင်တို့စဖြေရပြီစဖြေအချိန်တနားရီပဲအချိန်ဘယ်လောက်ပေးမလဲဟို exam ပေါ်မှာမူတည်ရပါတော့ subject ပေါ်မှာမူတည်ရ paper ပေါ်မှာမူတည်ရအချိန်တနားရီ15ဆိုတနားရီ15 2နာရီဆို2နာရီကျေစင်တို့ English language ပြီးဖြေခဲ့တော့ဆိုလို့ရှိရင်3နာရီစာထိုင်ရေးခဲ့ရတာ3နာရီဆို3နာရီအဲ့လိုမျိုးပေါ့ကိုအချိန်လေးမှာဖြေပြီးသွားလို့ရှိရင် exam ခန်းထဲထွက်လာပြီဆိုလို့ရှိရင်လေကိုအကောင်းဆုံးဖြေခဲ့ပြီဆိုပြီးတော့စိတ်ကိုလျှော့လိုက်ပေါ့နော် exam ပြီးသွားပြီဆိုလို့ရှိရင်တော့စိတ်ကိုလျှော့လိုက်ပါကိုအတက်နိုင်ဆုံးကိုစူးစမ်းခဲ့ပြီဆိုပြီးတော့စိတ်ကိုလျှော့ပြီးတော့အရာရာကိုကံကြမ္မာပေါ်ပုံအပ်လိုက်ပါIGCSE ဆိုလို့ရှိရင် exam session ကနှစ်ခါရှိပါတယ်ကျစဉ် modular system ကိုတော့တေချာနားမလည်ပေမဲ့ IGCSE ကျစဉ်ဖြေခဲ့တော့ဆိုလို့ရှိရင် linear system ဆိုလို့ရှိရင်နှစ်ခါဖြေလို့ရပါတယ်နှစ်ချိန်ဖြေလို့ရပါတယ်တစ်နှစ်မှာ May June session တစ်ခါရှိမယ် October November တစ်ချိန်ရှိမယ်ပေါ့နော် A level ဆိုလို့ရှိရင်တော့ IAL က January မှာ session တစ်ခုရှိမယ် May June မှာ session တစ်ခုရှိမယ်October November မှာ session တခုရှိမှာပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာမှတချို့ exam တွေက January မှာဖြေလို့မရတာရှိမယ် May မှာဖြေလို့မရတာရှိမယ်အဲ့ဒီကတော့ exam timetable မှာကိုယ့်ဘက်ကိုပြန်တိုက်ကြည့်ရတာပေါ့နော် exam timetable ဆိုပြီးတော့ PSN ဆိုလို့ရှိရင်တော့ exam timetable ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်လို့ရှိရင်ကိုဖြေမဲ့ May session မှာဖြစ်ဖြစ်October November session ပဲဖြစ်ဖြစ် January session ပဲဖြစ်ဖြစ်အဲ့လိုရိုက်ရှာကြည့်လို့ရှိရင်တော့ exam timetable ရထွက်ပြီးသားပါတစ်နှစ်လောက်အကျိုးတွေက exam timetable ရ online မှာရှိပြီးသားပါအဲ့တော့ကျစဉ်တိုက်တွန်းစေချင်တာကတော့ဖြေမယ်တေချာပေါက်ဖြစ်သွားပြီဆိုလို့ရှိရင် timetable လေးတွေကိုလည်း download ဆွဲပြီးတော့လေ့လာတာပါကိုဘယ်နေ့မှာဘယ်အချိန်မှာဘယ်ဘာသာတွေကိုဖြေရမယ်ဘယ်နေ့မှာတော့ထပ်နေမယ်ဘယ်နေ့မှာတော့နှစ်ဘာသာ2ရက်လောက်ဖြေရမယ်အဲ့လိုမျိုးလေးတွေကိုကိုကြိုသိရတော့ပိုကောင်းတာပေါ့နော်အနီးကမှကျောင်းကထုတ်ပေးတဲ့ timetable slip မဟုတ်ဘဲနဲ့ကိုယ်တိုင်ကြိုသိနေရတဲ့ timetable slip ကိုယ်ပိုင်လေးထုတ်လို့ရပါတယ်အရင်ဆုံးကြိုးပမ်းပြီးတော့ပေါ့နော်အဲ့တော့ကိုယ်ပိုင်လှုပ်စေချင်ပါတယ်အကုန်လုံးကိုself statistics တွေလည်းလှုပ်စေချင်ပါတယ်ကိုယ်ပိုင်စူးစမ်းနိုင်တဲ့လောက်ကြိုးပမ်းနိုင်တဲ့လောက်စူးစမ်းချင်ပါတယ် IELTS IGCSE တွေဖြေနိုင်ခွင့် GED တွေဖြေခွင့်ရတယ်ဆိုတာလေဒါအခွင့်အရေးတစ်မျိုးပါပဲအဲ့လိုမျိုးတွေဖြေခွင့်ရတယ်ကြောင့်အိမ်ကမိဘတွေကလည်းပံ့ပိုးရရဲဆိုလို့ရှိရင်တော့ဖြေစေချင်ပါတယ်အတတ်နိုင်ဆုံးလည်းစူးစမ်းစေချင်ပါတယ်စူးစမ်းနိုင်ကြပါတယ်အကုန်လုံးကလည်းတော်ကြပါတယ်မစူးစမ်းကြရပဲရှိရပါအဲ့တော့စူးစမ်းစေချင်ပါတယ်A level biology ရဲ့ chemistry ရဲ့ mathematics ရဲ့အတွက်ကိုကျစဉ် mathematics ဆိုလို့ရှိရင်တော့ specifically ဒီ P1 P2 P3 P4 S1 S2 ပေါ့နော် M1 M2 လည်းပါပါတယ်ကျစဉ်အဲ့ဒီဟာတွေအတွက်ကိုတည်တံ့ resources တွေကို link လေးတွေချပေးထားပါမယ်အဲ့ link လေးတွေကနေပြီးတော့ YouTube channel တွေဆိုလို့ရှိရင်လည်း Maths TLD တို့Dr. Hanil Asil တို့ဒီအဲ့လိုမျိုး YouTube channel လေးဆိုတော့တချို့ YouTube channel လေးတွေကအရန်လေးလာလို့အရန်ကောင်းတယ်သူတို့ရှင်းပြလိုက်လို့ရှင်ဒီခါလေးနားလည်သွားတာရှိတယ် organic chemistry tutor တို့အဲ့လိုမျိုးပေါ့ organic chemistry ဆိုလို့ရှိရင်လည်း organic chemistry လောက်ခက်တဲ့ topic ကြီးကိုရှင်းလင်းသွားအောင်ရှင်းပြနိုင်တဲ့ YouTube channel တွေလည်းရှိပါတယ်အဲ့ဒီ channel တွေကိုလည်းကျစဉ် link လေးလည်းကျစဉ်စုဆောင်းထားကျစဉ်အချိန်ပေးပြီးစုဆောင်းထားသမျှကိုကျစဉ်ပြန်ပြီးတော့ link တွေပြန်ချပေးတာပါမယ်ကိုစာလုပ်တဲ့ခါကြလို့ရှိရင်ကိုပြန် review လုပ်တဲ့ခါကြလို့ရှိရင် revise လုပ်တဲ့ခါကျရင်လည်းကိုပြန်ကြည့်လို့ရတယ်လို့ကိုတင်ငယ်ချင်းတွေလည်းဝေမျှပေးလို့ရပါတယ်